I got that. I got that rock. Gotta get that. ကားချစ်သူညီကိုမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကြော်ကြားကားရှိုးရုံးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လက်ရှိရှိုးရုံးမှာမေးများနေတဲ့မော်ရမြင်ကားလေးတွေပါရှိလေကျွန်တော်တို့စရီနာမည်ပေါက်ကားလေးတွေပါရှိလေအမေးများနေကြတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးနဲ့တစူးစီးနဲ့ဖော်ပြပေးလိုက်ပါမယ်နော်လက်ရှိရှိနေတဲ့ကားလေးတွေကတော့ဒီကောင်လေးဆိုရင် Toyota Rush 2019 model 1.5 နဲ့7 Ju လေးနဲ့ဒီကောင်လေးရှိပါမယ်ဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော် Jador Dancing model ကတော့2024ဖြစ်မယ်7 လေးနဲ့ 1.5 turbo နဲ့ရပါမယ်Jador လေးမှာဆိုလို့ရှိရင်ကျွန်တော် Dancing မှာဆို 0.5.6 နှစ်စီးရှိမယ်ဗျာဒီကောင်လေးဆိုလို့ရှိရင်လည်းကျွန်တော် 7S 1.6 turbo အတွင်းနေနဲ့ပါဒီကောင်လေးဆိုလည်း model 2024ပါစရီအနေနဲ့ကတော့ကျွန်တော်တို့ Chang'an CS75 Black တက်ကြံပေါ့နော်2025ဒီကောင်လေးဆိုလို့ရှိရင်တော့စရီအမီပေါက်ရပါမယ်Chang'an လေးမှာကလက်ရှိကျွန်တော်တို့အမဲရမယ်ခဲရမယ်ဖြူရမယ်install စရီ3စီးရပါမယ်ဒီကောင်လေးကတော့ကျွန်တော်တို့ BJ87 2025 model လေးပါ 7L လေးနဲ့ရပါမယ်ကျွန်တော်နောက်ထပ် 6L လေးနဲ့လည်းတစ်စီးရှိပါမယ်ဒီကောင်လေးကတော့ကျွန်တော် Jador H90 Blackနံပါတ်လေးကတော့2D နဲ့ရမယ်2025 26 model လေးပါဒီကောင်လေးကတော့ရောင်းမိသားလေးပါဒီကောင်လေးကတော့ Chang'an တက်ကြံနောက်ဆုံးအတွက်လေးပါဆိုတော့ကျွန်တော်ပြောတဲ့ color လေး3ရောင်ဖြစ်ပါတယ်အမဲလေးရမယ်ဒီဖြူလေးရမယ်ကျွန်တော်ဒီဘက်ကခဲအောင်လေးရောရပါမယ်Chang'an အနေနဲ့ကကျွန်တော် second gen အမဲအောင်2စီးလည်းရှိပါမယ်ကျွန်တော် S10 လေးပေါ့နော်အမဲအောင်2စီးလည်းရှိပါမယ်ကားစင်းလုံးလေးနဲ့ပတ်သက်လို့ကတော့လက်ရှိဈေးကွက်မှာဈေးနှုန်းတက်ကြလေးတွေရှိတာကြောင့်မို့လို့ကျွန်တော်ချပေးထားတဲ့ဖုန်းနံပါတ်လေးတွေမှာအာမနာတန်ဖုန်းဆက်မေးလို့ရပါတယ်ပစ္စည်းမှန်ဈေးမှန်ဖြစ်ဖို့ကတော့တရားခိုင်နှုန်းတာဝန်ယူပါလက်ရှိကျွန်တော်ပြသပေးသွားတဲ့ကားလေးများကိုမျက်မြင်ကြည့်ရှုဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကြော်ကြားကား showroom MDY 103-958ကြားမှာမျက်မြင်ကြည့်ရှုဝယ်ယူလို့ရပါတယ်ကျွန်တော်ဒီ model မြင့်စရီကားလေးများအပြင်ဂျပန်စကန် model နှိမ့်မြင့်ကားမျိုးစုံမှာလည်းအကားမျိုးစုံလည်းတနေရာတဲ့စိတ်တိုင်းကြမျက်မြင်ကြည့်ရှုဝယ်ယူလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်